သူတို့နှစ်ဦးရဲ့အိမ်တော်ရေးတက်တန်း3နှစ်ပြည့်တဲ့နေ့မှာပဲခင်မုန်းဖြစ်သူကကျေးဇူးတင်စကားနဲ့အတူကွာရှင်းစာချုပ်ကိုကမ်းလှမ်းခဲ့တာပါခင်မုန်းဖြစ်သူကသူမရဲ့အနာဂတ်အတွက်ဘဏ်ကတ်တွေအိမ်နဲ့ကား3စီးအထိပေးအပ်ခဲ့ပေမဲ့သူမကတော့အရာအလုံးကိုညှင်းပယ်ခဲ့ပါတယ်သူမအတွက်တော့ဒီ3နှစ်တာအတွင်းရရှိခဲ့တဲ့အချင်းနဲ့ဂရုစိုက်မှုတွေကဘယ်ပစ္စည်းဥစ္စာနဲ့မှမလဲနိုင်လို့ပါပဲတကယ်တော့သူတို့ရဲ့အိမ်တော်ရေးကတာမန်အိမ်တော်ရေးတစ်ခုမဟုတ်ခဲ့ပါဘူးလွန်ခဲ့တဲ့3နှစ်ကခင်မုန်းဖြစ်သူရဲ့အဖိုးဖြစ်သူဟာအသေးတန်ဖြားနာနေပြီးမြေးဖြစ်သူကိုအိမ်တော်ကြတာမြင်ကျင်နေဆိုတဲ့ဆန္ဒတစ်ခုကြောင့်ပဲဒီမိန်းကလေးနဲ့သဘောတူညီချက်တစ်ခုအရာလက်ထပ်ခဲ့ကြတာပါသူတို့ကြားမှာအချစ်မရှိဘူးလို့ထင်ရပေမဲ့ဒီ3နှစ်အတွင်းမှာခင်မုန်းဖြစ်သူကသူမအပေါ်အယံကိုကျင်နာခဲ့ပါတယ်တန်မိုးကြီးအဝတ်စားတွေအကန့်အသတ်မရှိသုံးဆွဲနိုင်တဲ့ဘဏ်ကတ်တွေပေးခဲ့ရုံနဲ့မကပဲယောက်ျားတစ်ယောက်အနေနဲ့အပြည့်အဝတာဝန်ကျေခဲ့သူပါသူမနေမကောင်းဖြစ်တဲ့အချိန်တိုင်းမှာလည်းခင်မုန်းဖြစ်သူကကိုယ်တိုင်ကိုယ်ကျစေးတိုက်ပြုစုပေးခဲ့ပါတယ်။သူမရဲ့ဘဝမှာမိခင်ဖြစ်သူဆုံးပါသွားပြီးကတည်းကအခုလိုနှွေးထွေးတဲ့ဂရုစိုက်မှုကိုတစ်ခါမှမရရှိခဲ့ဘူးပါဘူး။ညဘက်အခန်းထဲမှာသူမချော်လဲပြီးဒဏ်ရာရသွားတဲ့အခါမှာလည်းနောက်တစ်နေ့မှာပဲအိမ်ကစပွဲထောင်တိုင်းကိုအကာအကွယ်တွေလိုက်တက်ပေးခဲ့တဲ့အထိသူမအပေါ်စိတ်ရင်းနဲ့ဂရုစိုက်ခဲ့တာပါ။ဒီလိုကျင်နာတတ်တဲ့ခင်မုန်းကိုသူမဘယ်လိုလုပ်ပြီးအမုန်းပွားနိုင်မှာလဲ။ဒါပေမဲ့သဘောတူညီချက်ဆိုတာကတော့သဘောတူညီချက်ပါပဲအဖိုးဖြစ်သူဆုံးပါသွားပြီးနောက်မှာတော့သူတို့ကွာရှင်းဖို့အချိန်ရောက်လာခဲ့ပါပြီသူမရင်ထဲမှာဘလောက်ပဲနာကျင်နေပါစေအပြုံးမပြတ်ပဲကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးခဲ့ပါတယ်ကွာရှင်းပြီးတဲ့နောက်ခင်မုန်းဖြစ်သူကအိမ်ထိလိုက်ပို့ပေးမယ်ဆိုတာကိုလည်းသူမငင်းဆန်ခဲ့ပါတယ်ကိုဂယူးဆိုင်ပါလားဆိုတဲ့နောက်ဆုံးမှာမှာကြားခဲ့တဲ့စကားလေးကသူမအတွက်တော့အယမ်းကိုလေးလံလွန်ခဲ့ပါတယ်။သူမရဲ့ကားလေးထွက်ခွာသွားတာကိုကြည့်ပြီးကြံ့ရစ်ခဲ့တဲ့ခင်မုန်းဖြစ်သူဟာလည်းရင်ထဲမှာတစုံတစ်ခုကိုဆုံးရှုံးလိုက်ရတယ်လို့ခံစားနေရပါတယ်။ညနေပိုင်းအိမ်ပြန်ရောက်တဲ့အခါဒီသတင်းကိုသူမရဲ့ဖခင်ဖြစ်သူကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကတော့သူမကိုအားပေးနှစ်သိမ့်မဲ့အစားရှုံးနေသူလို့စောဒကတက်ပြီးစူပူချင်းမောင်းပါတော့တယ်။တကယ်တော့သူတို့ရဲ့အိမ်တော်ရေးဟာအစကတည်းကစာချုပ်နဲ့လက်ထပ်ခဲ့တာဖြစ်ပြီးခင်မုန်းဖြစ်သူကသူမအပေါ်ဘယ်တော့မှမချစ်နိုင်ဘူးလို့ပြောထားခဲ့တာပါ။ဒါပေမဲ့မိန်းကလေးရဲ့ဖခင်ကတော့ခင်မုန်းဖြစ်သူရဲ့မိသားစုဟာအင်အားကြီးလုပ်ငန်းစုကြီးတစ်ခုကိုပိုင်ဆိုင်ထားတာမို့သူမကိုချစ်လာအောင်ဘာလို့မလုပ်နိုင်ရတာလဲဆိုပြီးအပြစ်တင်ခဲ့ပါတယ်။ဖခင်ဖြစ်သူကကွာရှင်းတဲ့အခါပတ်စံဘလောက်ရလဲလို့မေးမြန်းခဲ့ပေမဲ့မိန်းကလေးကတပြားတစ်ချက်မှမယူခဲ့ဘူးလို့ဖြေကြားခဲ့ပါတယ်။ဒီအခါမှာတော့ဖခင်ဖြစ်သူရဲ့ဒေါသဟာပုံမူကြီးထွားလာခဲ့ပါတယ်။ဒါအပြင်သူမရဲ့ညီမဖြစ်သူကလည်း3နှစ်တိုင်တိုင်အတူနေခဲ့တာတော့နင့်ကိုသူဘာလို့မထိတွေ့ခဲ့တာလဲသူ့ကျမ်းမာရေးပဲတစ်ခုခုဖြစ်နေလို့လားဆိုပြီးရိုင်းဆိုင်လောင်ပြောင်ခဲ့ပါသေးတယ်။မိန်းကလေးကတော့သူမရဲ့ခင်မွန်းဟောင်းဟာလူကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့သူမကိုအမြဲတမ်းလေးစားသမှုထားခဲ့ကြောင်းကာကွယ်ပြောဆိုခဲ့ပါတယ်။မိခင်ဖြစ်သူကလည်းသူမကိုနှစ်သိမ့်မပေးပဲနောင်အနာဂတ်မှာလည်းဒီအိမ်မှာပဲအလုပ်ကျွေးပြုဖို့ပြောဆိုခဲ့ပါတယ်။မိန်းကလေးဟာသူမရဲ့အခန်းထဲကိုပြန်ဖို့ပြင်တဲ့အခါမှာတော့ဖခင်ဖြစ်သူကနောက်ထပ်အစီအစဉ်တစ်ခုပြောပြခဲ့ပါတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့3နှစ်ကသူမကိုသဘောကျခဲ့မှုတဲ့အမျိုးသားတစ်ယောက်နဲ့ပြန်လည်တွေ့ဆုံပေးဖို့ပါ။အဲ့ဒီအမျိုးသားဟာအခုဆိုရင်သူမခင်မွန်းဟောင်းရဲ့ကုမ္ပဏီမှာအယောင်မန်နေဂျာတစ်ယောက်ဖြစ်နေပါပြီ။ဖခင်ဖြစ်သူကတော့ဒီအမျိုးသားနဲ့နှိစက်သွားရင်မိသားစုစီးပွားရေးအတွက်အကျိုးရှိမယ်လို့တွက်ချက်နေတာပါ။တစ်ဖက်မှာလည်းသူမရဲ့ခင်မွန်းဟောင်းဟာအိမ်ပြန်ရောက်တဲ့အခါဇနီးဖြစ်သူထားခဲ့တဲ့အမတ်တရပစ္စည်းလေးတွေကိုကြည့်ပြီးသတိရနေခဲ့ပါတယ်။သူဟာဆိုဖာပေါ်မှာကြံခဲ့တဲ့ဇနီးဖြစ်သူရဲ့လက်ကောက်လေးကိုကြည့်ပြီးသူမရဲ့မေမေရော့နေတတ်တဲ့အမူအရာလေးတွေကိုပြန်လည်မြင်အောင်နေခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ခင်မွန်းဟောင်းဟာအင်ဂျီကျဲတီးပြောင်းနေတာကိုတွေ့ခဲ့ပါတယ်